ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တနာရမတ်ကြီးမောင်းပြီးယောက်ျားကိုမြူဆွဲပေါင်းတင်လေးရှိတဲ့ဘေးမလေးတယောက်ရဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးပဲဖြစ်ပါရဲ့ရှင်။တခါတော့ကရှမ်းပြည်နယ်မြောက်ပိုင်းမှာမဟာမြိုင်တောနယ်ကြီးရှိပါတယ်။အဲဒီတောနယ်ကြီးထဲမှာတော့တဲ့အိမ်လေးတစ်လုံးဆောက်ပြီးစိုင်းတွင်းနဲ့မေအေးဆိုတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာပျော်ရွှင်စွာနဲ့အေးအေးချမ်းချမ်းနေလာကြပါတယ်။စိုင်းတွင်းဟာတောထဲမှာအမဲလိုက်ရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့မိုးဆိုးတယောက်ဖြစ်ပြီးတော့မေကြီးကတော့သူ့ယောက်ျားရလာတဲ့အသားတွေကိုအနီးနားကရွာတွေကိုလိုက်ပြီးတော့ရောင်းချရတာပါနေတိုင်းလိုစိုင်းတွင်းဟာမနက်စောကြီးထတမင်ညာစားပြီးတောရဲမဲလိုက်သွားလေးရှိပြီးညနေဆောင်မှအိမ်ပြန်ရောက်လာတတ်ပါတယ်မေကြီးကတော့အိမ်မှာချက်ပြုတ်ရှော်ဖွက်ပြီးသူ့ယောက်ျားပြန်လာမိမတို့ရဲ့ထုံးစံအတိုင်းမျောနေလေးရှိတာပါဒီနေ့လေခါတိုင်းလိုပဲစိုင်းတွင်းကမနက်စောစောအမဲလိုက်ဖို့တောရဲကိုထွက်လာခဲ့ပါတယ်သူဟာအမဲလိုက်ရင်စီးပန်းဝင်တစ်ဦးတစ်ဖူးတွေကိုရှာတဲ့အလုပ်ကိုလည်းလုပ်ကိုင်းခဲ့တာပါဒီလိုနဲ့မဟာမြိုင်တောကြီးထဲမှာကားကောင်တော့ကိုချီရခံလိုက်ရင်နဲ့ဝင်လာလိုက်တာနေတောင်အတော်မြင့်လာခဲ့ပါပြီဒီလိုနဲ့တောအုပ်ကြီးအလဲကစမ်းကြောင်းလေးတစ်ခုရဲ့ဘေးကိုရောက်လာခဲ့တာပေါ့အဲဒီနောက်တော့ဆိုင်ထွက်လဲသူတူးလာတဲ့တစ်ဦးတစ်ဖူးတွေကိုရေနဲ့ဆေးကြောတန်းဆင်လိုက်ပြီးစမ်းကြောင်းလေးဘေးကတစ်ပင်ရဲ့အောက်မှာတရေတမုံအိတ်မဲလို့တွေးပြီးထိုင်လိုက်ပါတယ်သူလေဘေးပတ်ဝန်းကျင်အခြေအနေကိုတစ်ချက်လက်ပတ်ကြည့်လိုက်တဲ့အခါမှာတော့စမ်းချောင်းလေးထဲမှာရေစီးနဲ့အတူမျောလာတဲ့မြေအိုးလေးတစ်လုံးကိုအမတ်တမဲ့တွေးလိုက်ရပါတယ်။မြေအိုးလေးရဲ့ပေါ်မှာအဖြူပိတ်စာလေးနဲ့ခြိထားပါတယ်။ဆိုင်တွင်းလည်းချက်ချင်းဆိုသလိုစမ်းချောင်းဘေးကိုတွားပြီးအိုးလေးကိုဆယ်လိုက်တဲ့အချိန်မှာတော့အိုးလေးထဲမှာဘာရှိမလဲဆိုပြီးသိကျင်သွားခဲ့တာပါ။အိုးလေးပေါ်မှာဖုံးထားတဲ့ပိတ်စာဖြူပေါ်မှာတော့အင်းခွက်လိုမျိုးဆွဲထားတဲ့အရာတွေကိုလည်းတွေးခဲ့ရပြီးဘာတွေမှမသိပေမဲ့ဆိုင်တွင်းလည်းရွှေငွေရတနာတွေများထည့်ထားတာလားလို့တွေးပြီးအိုးအဖုံးကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့အိုးထဲမှာတော့သူမျောလင့်ထားသလိုရွှေငွေတွေရှိမနေဘဲနဲ့မြေခဲချိုးနဲ့ပြာမုတ်နေတာတွေးလိုက်ရပါတယ်။ဆိုင်းတွင်းလည်းစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပြီးမြေအိုးလေးကိုစမ်းချောင်းလေးထဲကိုလွှတ်ပြလိုက်ပါတယ်။အဲဒီနောက်သူလည်းတစ်ပင်ရိပ်အောက်မှာပဲပြန်အိတ်နေတော့တာပါ။အတော်ကြောင်အိပ်ပျော်သွားခဲ့ပြီးရုတ်တရက်နိုးလာတဲ့ခါမှာတော့စမ်းချောင်းလေးထဲမှာရေချိုးနေတဲ့မိမပြိုလေးတယောက်ကိုတွေးလိုက်ရတဲ့ခါမှာတော့အလွန်အံ့ဩသွားခဲ့ပါတယ်။ဆိုင်းတွင်းလေကြပြာနဲ့တစ်ပင်အနောက်ကိုဝင်ပုန်းနေလိုက်ပြီးတစ်ပင်နောက်ကနေရေချိုးနေတဲ့မိန်းကလေးကိုအသားလေးပြန်ချောင်းကြည့်နေခဲ့ပါတယ်။နူးညံ့ချောမွေ့နေတဲ့အသားကြီးမြင်ရသူပရိသတ်တိုင်းဆွဲမှတ်ခြင်းစရာကောင်းလှပတဲ့ခန္ဓာကိုယ်နဲ့ချစ်စရာမျက်နှာပန်းရှင်လေးကိုကြည့်ပြီးဆိုင်းတွင်းတယောက်လေးအညှို့ခံထားရတဲ့သူတယောက်ပမာမျက်တောင်မခတ်တိုင်းမကြည့်ရမနေနိုင်ဖြစ်နေခဲ့တာပါ။ဒီလိုနဲ့မိန်းကလေးရေချိုးပြီးကန်းဆက်ပေါ်ကိုတက်လာခဲ့တဲ့အခါမှာတော့တိုးနဲ့ကြီးတွေကိုဝင်သွားခဲ့ပါတယ်။ဆိုင်းတွင်းလေချက်ချင်းဆိုသလိုသူမနောက်ကိုအပြေးလိုက်သွားခဲ့တာပေါ့။ဒီလိုနဲ့မျက်ပင်ရှည်ကြီးတွေကြားဖြတ်ကြုံရင်တနေရာရောက်မှာတော့တဲဟိငယ်လေးတစ်လုံးကိုတွေးလိုက်ရပါတယ်။အဲ့ဒီနေရာမှာအရှင်ကလူတွေမနေဘူးတာမို့ဆိုင်းတွင်းအရန်အံ့ဩနေခဲ့ပါတယ်။ဘသူ့ကိုများလာရှာတာပါလဲရှင်။ရုတ်တရက်ဆိုင်းတွင်းရဲ့နေဘေးကနေအတန်ချူချူလေးကိုကြားလိုက်ရတာကြောင့်စိုးစိုးကသူစမ်းချောင်းဘေးမှာတွေးခဲ့တဲ့မိန်းကလေးဖြစ်နေခဲ့ပါတယ်။ဆိုင်းတွင်းတယောက်လေသူမရဲ့မျက်နှာလေးကိုပဲတန်းတန်းတငေးကြည့်နေဘာစကားမှကိုပြန်မပြောနိုင်ခဲ့ပါဘူးခဏကြာမှအော်ဟိုလေကျွန်တော်ကတောထဲမှာနေတိုင်းစီးမြစ်တွေလာရှာတဲ့သူပါဗျအရင်ကဒီနေရာမှာလူတွေမနေဘူးလို့အံ့ဩပြီးတော့ကြည့်နေမိတာပါသူရဲ့စကားကိုကြားတော့မိန်းကလေးကချစ်စပွဲမျက်နှာလေးနဲ့ပြန်ပြောလိုက်ပါတယ်ကျမနာမည်ကနမ်းမုံပါကိုဒီကိုရောက်လာတာသိမကြသေးပါဘူးအကိုကဒီနေရာကိုအမြဲတမ်းလာတတ်ပါတယ်ညီမအနေနဲ့တခုခုလိုချင်တာရှိရင်ပြောနော်အကိုတက်နိုင်သလားကူညီပေးပါမယ်ကျေးဇူးတင်ပါတယ်ကိုရင်လာပါအောင်အိမ်မော်တက်ပြီးရေလေးပါလေးတောက်သွားပါအောင်နမ်းမုံကချစ်စပွဲအပြုံးကလေးနဲ့ဖိတ်ခေါ်လိုက်တဲ့အတွက်ဆိုင်းတွင်းလိုက်နှခါစဉ်းစားနေတော့ပဲသူမရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်ဆိုင်းတွင်းဟာသူရဲ့ရှေ့ကနေတက်သွားတဲ့မိမပြိုလေးရဲ့ကောက်ကြောင်အလှကိုနောက်ကနေငီးကြည့်ရင်လှပလွင်နဲ့မိမပြိုလေးရဲ့ဆွဲဆောင်မှုအောက်မှာကြာရှုံသွားခဲ့ပြီးနောက်ကနေသူမကိုတင်းကျပ်စွာပွေဖက်ထားလိုက်ပါတော့ရင်နမ်းမုံကိုကြည့်ရတာရှက်သွေးပြနေတဲ့ပုံပေါ်ပင်မဲ့လေဆိုင်းတွင်းရဲ့အထီးတွေကိုသူမလည်းမငင်းဆန်နိုင်မီသူမကိုယ်တိုင်ကာမဆန္ဒကိုလိုလားနေခဲ့တာပါဒီလိုနဲ့သူတို့နှစ်ယောက်လည်းလူသူမရှိရဲ့တောကြီးထဲမှာအချစ်နေကျွန်းကပျော်ရွှင်စွာချစ်ရည်လူခဲ့ကြပါတော့တယ်ဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားပြီးမိုးတောင်ချုံနေပါပြီအိမ်မှာကြံနေခဲ့တဲ့မေကြီးခင်ဗျာမှာတော့သူ့ယောက်ျားအချိန်တွေလွန်တဲ့အထိပြန်မလာသေးတာကြောင့်မိမသားတို့ရဲ့ထုံးစံအတိုင်းစိတ်ပူနေရှာပါတယ်မေကြီးရဲ့စိတ်ထဲမှာလေတခုခုကိုစိုးရိမ်နေတယ်လို့ခံစားနေရပါတယ်ခဏကြာမှတော့ခြံထဲကိုဆိုင်းတွင်းတယောက်လေးချင်းရင်းနဲ့ဝင်လာတာကိုမြင်ရတော့မှသူမလည်းစိတ်အေးသွားရပါတယ်ဆိုင်းတွင်းကသူ့လက်ထဲမှာပါလာတဲ့ငါးကိုမိမဖြစ်သူဟာပြရင်မိမရေကိုဒီနေ့မင်းကြိုက်တဲ့ငရဲ့ညူတွေဖမ်းလာမိရဲ့ကွာ
ရော့ဒီမှာညစာအတွက်တွားချက်လိုက်နော်မိမမေးခင်ဗျာမှာတော့သူ့ယောက်ျားအနေနဲ့ကင်းကင်းနဲ့အိမ်ပြန်လာတာကိုပဲဝမ်းသာနေရတာပါဒီလိုနဲ့ဟင်းနေကြတဲ့အခါမှာတော့သူတို့လည်းမရလေညစာအတူစားနေကြပါတယ်ဆိုင်းတွင်းကိုကြည့်ရတာဒီနေ့ကျမှထူးထူးခြားခြားပြုံးပျော်နေပြီးမှုရတဲ့မျက်နှာမျိုးဖြစ်နေတာကိုမေးဟာသတိထားမိပေမဲ့ဘာမှထွေထွေထူးထူးတော့မမေးခဲ့မိပါဘူးနောက်နေ့တွေမှာတော့ဆိုင်းတွင်းကမနက်အာရုံမတက်ခင်အစောကြီးထပြီးတိုးလေးကိုထွက်သွားခဲ့ပါတယ်တကယ်တော့ဘာစည်းမြမရှာဖို့စိတ်ကူးရှိမနေပဲနမ်းမုံစီကိုပဲသွားတာပါဒီလိုနဲ့ဆိုင်းတွင်းနဲ့နမ်းမုံတို့ဟာဘယ်သူမှမရှိတဲ့စိတ်ကြွယ်ရာတောနဲ့ကြီးထဲမှာစိတ်ထင်တိုင်းသွေးသားလိုကိုဖြည့်ဆည်းနေခဲ့ကြပါတယ်ဆိုင်းတွင်းဟာနေတိုင်းနမ်းမုံစီကိုလာလာနေခဲ့တာတလားလောက်ကြာလာခဲ့ပါပြီသူညနေအိမ်ကိုပြန်တိုင်းမဲအီကိုတော့ဘာမှရမလာခဲ့ကြောင်းပြောပါတယ်ဒီလိုနဲ့မဲအီလေသူ့ယောက်ျားကိုတန်တရားဝင်လာခဲ့ပြီးတကူကူတော့မားနေပြီဆိုတာကိုလည်းရိမ့်မိလာခဲ့ပါတယ်အမြဲတမ်းတောနဲ့ထဲသွားပြီးဘာမှမပါလာတဲ့ယောက်ျားဖြစ်သူကိုဒေါသအလွန်ထွက်ကစကားများရန်ဖြစ်ကြပါတယ်နောက်နေ့တွေကိုရောက်တော့ညမိုးချုပ်ပြီးတကောင်ရောက်လာတဲ့အထိဆိုင်းတွင်းဟာအိမ်ကိုပြန်မလာခဲ့တော့ပါဘူးမဲအီလေသူ့ယောက်ျားဖြစ်သူအန်ရတစ်ခုခုများဖြစ်နေပြီလားလို့တွေးမိပြီးသူများတွေကိုအကူအညီတောင်းဖို့မိရင်လေးဆွဲကအနီးနားကရွာစီကိုထွက်လာခဲ့ပါတယ်ရွာလူကြီးဖြစ်တဲ့ဦးဆိုင်လူအိမ်ကိုရောက်တော့မဲအီလေတကားကိုခောက်လိုက်ပါတယ်မဲအီဟာဆရာကြီးဦးဆိုင်လူကိုသူ့ယောက်ျားတော်ရဲသွားပြီးပြန်မလာတဲ့အကြောင်းသူ့ယောက်ျားမူမှန်တဲ့ပုံစံကိုလည်းအကြောင်းစုံပြောပြလိုက်ပါတယ်ဆရာကြီးဦးဆိုင်လူကအာယုံခံကြည့်လိုက်တဲ့အခါမှာဆိုင်းတွင်းရဲ့ဝိညာဉ်ကသူ့အာယုံထဲမှာပေါ်လာခဲ့ပါတယ်ခလေးမနင်းယောက်ျားကိုတရေမတကောင်ကညှို့ငင်ထားပြီးပေါင်းသင်းနေထိုင်နေတယ်သူ့ကိုအမြန်ဆုံးကူညီရမယ်သူကိုယ်တိုင်ကတော့ပြန်မလာနိုင်တော့တော့ဘူးတရေမရဲ့အထီးတွေနဲ့ဆွဲဆောင်မှုမှာရုံးမထွက်နိုင်ဖြစ်နေပြီကွအဲ့လိုပြောပြီးတဲ့နောက်မှာတော့ဆရာကြီးဦးဆိုင်လူနဲ့မေအီရိုကတောထဲကိုလိုက်လာခဲ့ကြပါတယ်ဒီလိုနဲ့စမ်းချောင်းလေးတစ်ပြေးကိုရောက်တဲ့အခါမှာတော့စမ်းချောင်းလေးနောက်မှာဆိုင်းတွင်တောင်တက်ရင်ယူသွားလေးရှိတဲ့ပစ္စည်းကိရိယာတွေကိုတွေ့လိုက်ရပါတယ်သူတို့လည်းစမ်းချောင်းလေးကိုစောဖြတ်ပြီးတစ်ပင်ချုံတွေကြားမှာခက်ခဲရှေ့ဆက်လာတဲ့အခါနေရာအရောက်မှာတော့ဆိုင်းတွင်တယောက်ဟာမိရင်လေးဘေးမှာထိုင်ကပြုံးလိုက်ရေလိုက်နေတယောက်တည်းစကားပြောနေတာကိုတွေ့လိုက်ရပါတော့တယ်သူ့ကိုကြည့်ရတာတော့တယောက်ယောက်နဲ့စကားပြောနေတဲ့ပုံပါပဲတေးသေးချာချာကြည့်လိုက်တော့ဖျားချလာတဲ့လာရှောင်အောင်မှာတွေးလိုက်ရတဲ့မြင်ကွင်းကြောင့်သူတို့နှစ်ယောက်လုံးလိပ်ပြလွတ်မတက်ဖြစ်သွားခဲ့ရပါတယ်။ဆိုင်းရွေးရဲ့နေဘေးမှာအသားမင်းမင်းရှုပ်ပွားနေတဲ့စပင်နဲ့စောင်းကြီးပတ်ထားတဲ့သေးမတကောင်ကဆိုင်းရွေးကိုဖက်လိုက်နမ်းလိုက်နဲ့လုံနေခဲ့ပါတယ်။သေးမကမဲအီတို့ကိုတွေ့သွားပြီးနင်တို့ဒီမှာဘာလာရှောက်နေရလဲ။အခုထွက်သွားစမ်းသေးချင်လို့လား။သေးမဟာအကွက်ကွက်အတန်ကြီးနဲ့အော်ပြောလိုက်ပါတယ်။ဆရာကြီးဦးဆိုင်လူကလည်းဂိမ်းမဆိုင်တဲ့ပုံစံနဲ့ပြန်ပြောလိုက်ပါတယ်။တိတ်ဆန်းတရေမနင်တို့တရေသက်စီတွေနဲ့လူသားတွေကဘောင်းဖက်လို့မရအောင်ဆိုတာနင်မသိဘူးလား။နင်မြူဆွဲထားတဲ့ဒီကလေးမရဲ့ယောက်ျားအခုလွှတ်ပေးလိုက်စမ်း။ဦးဆိုင်လူကဩဇာသင်အပြေးနဲ့ပြောလိုက်ပါတယ်။ဒါငါယောက်ျားဟဲ့သူ့ငါနဲ့အတူခေါ်တော့မှာဘယ်သူနဲ့မှသူ့ကိုပြန်မထည့်နိုင်ဘူး။ပြောမရမှန်းသေးတဲ့အဆုံးမှာတော့ဦးဆိုင်လူလေးသူ့လွယ်အိတ်ထဲကဆံမန်းတွေကိုထုတ်လိုက်ပြီးဂါရမန်နန်တွေကိုရွတ်ဖတ်ခါနမ်းမုံတရေမစီလှမ်းပတ်လိုက်ပါတော့တယ်။တရေမလေးနာကျင်ပူလောင်လို့အော်ဟစ်နေရတာပေါ့။ဆိုင်ရွန်းလည်းဒေါသထွက်သွားပြီးဟေ့မင်းတို့ငါမိမကိုဘာလုပ်နေကြတာလဲ။ဟေ့ကောင်အဲ့ဒါလူမဟုတ်ဘူး။မကောင်းဆိုဝမိတ်စာတရေမကွာမင်းမသေးချင်းနောက်ဆုံးနေတော့ဆရာဦးဆိုင်လူကဆမ်မတဆုပ်ကိုဂါရာထပ်မိုးလိုက်ပြီးနောက်တစ်ချိန်ထပ်ပတ်လိုက်ပါတော့တယ်။ဒီတစ်ချိန်မှာတော့ဆိုင်ရွန်းကိုပြူစားထားတဲ့အစွမ်းတွေကဖျောက်ပြေသွားခဲ့ပြီးဆိုင်ရွန်းရဲ့မျက်လုံးရှိမှတင်အရန်လာပါတဲ့မင်းကြီးအဖြစ်ကနေသွေးလိမ့်လိမ့်နဲ့ချောက်စရာကောင်းလွန်လာတဲ့တရေမကြီးပုံစံကိုပြောင်းသွားပါတော့တယ်။နောက်ကိုခဲ့ပါကိုရဲ့နောက်ကိုမတနာတော့ဘူးလား။အကိုဝဲနောက်ကိုအရန်ချစ်တယ်ဆိုဟဲ့မိတ်နေယောက်ျားကိုနောက်ကိုအမြန်ခေါ်သွားဆိုင်တွင်းကတော့အခုမှအိမ်မက်ကနေလန်နိုးလာတဲ့လူတယောက်လိုကြောင်စီစီဖြစ်နေတာပါဆရာကြီးဦးဆိုင်လူဟာသူ့ရဲ့လွယ်အိတ်ထဲကနေမြေအိုးတစ်လုံးကိုထုတ်ယူလိုက်ပြီးလက်အုပ်ချီဟာနတ်ဒီဝါရီနဲ့တန်လန်းဆရာကြီးတွေကိုတိုင်ကျလိုက်တယ်ဆိုရင်ပဲတော့တစ်ခုလုံးလေပြင်းတွေပြင်းထန်စွာတိုက်ခတ်လာခဲ့ပါတယ်သေမကြီးအိုတန်ကလည်းတစ်လုံးကိုပင့်တင်ထွက်သွားခဲ့ပြီးသေမဟာသူ့ကိုကူညီနိုင်မှုဆိုင်တွင်းကိုအကူအညီလှမ်းတောင်းနေခဲ့ပါတယ်အဲဒီနောက်မှာသူ့ရဲ့ခန္ဓာကိုယ်ကနေအမေအောင်ခိုးငွေတွေပြည့်တပြေးပြေးပြောင်းလဲသွားခဲ့ပြီးဆရာကြီးရှိကမြေဦးတွေကိုတိုးဝင်ပြောက်ွယ်သွားခဲ့ပါတော့။သေမမြေဦးတွေကိုဝင်ရောက်သွားခဲ့တယ်ဆိုရင်ပဲသူတို့ရှိကတဲ့ရလေးကလည်းချက်ချင်းဆိုသလိုပြောက်ွယ်သွားခဲ့ပါတယ်။ဆရာကြီးဦးဆိုင်လူကမြေဦးလေးကိုအင်ကွက်ပိတ်စာနဲ့ပိတ်ပြီးသေမနောက်တစ်ခါမလွတ်မြောက်နိုင်အောင်တင်းကျပ်စွာစီးနှောင်လိုက်ပါတယ်။နောက်တရက်မနက်ခင်းမှာတော့ကြောင်ကရန်ဖြစ်နေတဲ့ဆိုင်တွင်းကိုဦးဆိုင်လူကကုတာပေးခဲ့ပြီးသူသတိပြန်ရလာတဲ့အခါမှာတော့သူကြုံတွေ့ခဲ့ရတဲ့အရာတွေကိုဆရာကြီးနဲ့မေအီကိုပြန်ပြောပြခဲ့ပါတယ်။
ဆရာကြီးဦးဆိုင်လူကသူတို့ကိုတရေမရဲ့နာမည်ကနမ်းမုံဖေချောင်းနဲ့မိုးဆုံးမဘဝနဲ့တည်ဆုံးပြီးတဲ့နောက်မှာယောက်ျားတွေကိုတတ်မှတ်တဲ့စိတ်နဲ့အခုလိုပဲပေါင်းသင်းနေထိုင်ခဲ့ပြီးနောက်ဆုံးမှာပေါင်းသင်းနေထိုင်ခဲ့တဲ့ယောက်ျားတွေတည်ဆုံးသွားလိမ့်ရှိပါတယ်။အဲဒါကြောင့်အထက်လန်းဆရာကြီးတယောက်ဟာမြေဦးထဲမှာပိတ်လောင်ထားခဲ့တာနှစ်ပေါင်း90ကျော်ခဲ့ပြီဖြစ်ကြောင်းနဲ့ဆိုင်းထွန်းကမြေဦးကိုဖွင့်ကြည့်လိုက်လို့သူမဟာလွတ်မြောက်သွားခဲ့တာဖြစ်ကြောင်းအကြောင်းစုံကိုပြောပြခဲ့ပါတယ်။ဆရာကြီးလည်းတရေမကိုထဲပိတ်ထားတဲ့မြေအုပ်ကိုအခြားတရားရောက်ထမ်းတွေ့ပြီးဖွင့်မိမှာကိုစိုးရိမ်တဲ့အတွက်သူ့အိမ်နောက်ကမြေကွက်လက်မှာပဲမြုပ်နှံထားခဲ့ပါတယ်။ဒါကတော့တနာရမတ်ကြီးမားတဲ့တရေမတယောက်ရဲ့ဇလန်းလေးပဲဖြစ်ပါရှင်။ပရိသတ်ကြီးတို့လည်းဒီဗီဒီယိုလေးကိုကြည့်ရှုပြီးကြိုက်နေတဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ထပ်လာမယ့်ဇလန်းတွေမှာဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ပရိသတ်တို့အနေနဲ့ဒီလိုဇလန်းကောင်းလေးတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနိုင်မှုအတွက်ကျမတို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်သွားပြီးတော့ဘေးနားက Notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးပါအောင်နော်။ကျမကတော့တင်ဆက်သူစုပါရှင်။